Super Parent မြန်မာ Facebook page မှာတသားလေးကိုစာတင်ရတဲ့အခါလေးအရင်စိတ်ညစ်ရတယ်လို့ပြောလာတဲ့မိမိတယောက်ရှိပါတယ်သူ့အကြံဉာဏ်ပေးဖို့ပေါ့သို့တော်ဒီ၄နှစ်ကျော်အရွယ်ကလေးတွေကိုစာတင်တဲ့အခါမှာမိဘတိုင်းလိုစိတ်ညစ်ရပါတယ်။ဘာကြောင့်လဲဆိုတော့ဒီ၄နှစ်ကျော်အရွယ်လေးတွေကသူတို့ရဲ့အာရုံစူးစိုက်မှုတွေကအများကြီးမရှိပါဘူး။ဆိုတော့ကိုယ့်ရဲ့ပုံစံလေးကိုတစ်ချက်ပြောင်းပြီးတော့မှတင်ကြားကြည့်လိုက်ရအောင်နော်။ဆိုတော့ပထမတစ်ချက်အနေနဲ့တင်ကြားချင်းကိုကျွန်တော်တို့ပုံစံပြောင်းလဲဖို့ဖြစ်ပါတယ်။စာအုပ်နဲ့ခဲတံနဲ့စာရေးတင်မဲ့အစားရုပ်ပုံပါတဲ့ကက်ကလေးတွေကိုအသုံးပြုပြီးတင်ကြားတာဒါမှမဟုတ်လို့ရှိရင်ကစားနည်းအားဖြင့်တင်ကြားတာဒီပုံစံလေးကိုအရင်ပြောင်းကြည့်ကြည့်လိုက်ပါသူတို့ရဲ့စိတ်ဝင်စားမှုပို့ပြီးတော့မှတွေ့မြင်ရမှာဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့စုပေးတဲ့စနစ်ပေါ့နော်အဲ့ဒီပုံစံလေးကိုပြောင်းပေးဖို့အတွက်ဖြစ်ပါတယ်မိမိကတော့စုပေးတဲ့စနစ်လေးကိုကျင့်သုံးနေတာကောင်းပါတယ်သို့တော့ကလေးတွေကိုစုပေးတဲ့အခါမှာသူတို့ကတခုခုလုပ်လို့မှန်ရင်တခုခုကိုသူတို့ပြန်ရမယ်ဆိုတဲ့ခံယူချက်လေးရှိတယ်ဒါကြောင့်သူတို့ရဲ့လှုပ်ဆောင်မှုတိုင်းမှာစုပေးမဲ့အစားကျမတို့ကျေးဇူးတင်တယ်သူတို့ကို appreciate လုပ်တယ်ချီးမွမ်းတဲ့စကားလေးတွေပြောပေးခြင်းအပြင်သူတို့ရဲ့စိတ်ကိုပုံမှုပြီးတော့မှလှုပ်ဆောင်နိုင်ဖို့ရန်အတွက်ခွန်အားလေးတွေဖြစ်စေမှာဖြစ်တယ်။နောက်တတိယတစ်ချက်ကတော့ဘာလို့ရမလဲဆိုလို့ရှိရင်မိဘများအနေနဲ့အထူးသဖြင့်မိမိတွေပေါ့နော်စီကန်းနဲ့တရက်တာလှုပ်ဆောင်မှုပုံစံလေးတွေကိုစင်ဆက်မပြတ်တသမတ်တဲ့ဖြစ်အောင်ကြိုးစားပေးဖို့လိုပါတယ်။ဘယ်အချိန်မှာထားမလဲဘယ်အချိန်မှာစားမလဲဘယ်အချိန်မှာကစားမလဲဘယ်အချိန်မှာအိပ်ရမလဲစသဖြင့်ပေါ့နော်။ဒီအချိန်လေးတွေကိုပုံမှန်လှုပ်ဆောင်ခြင်းအပြင်သူတို့ကိုပို့ပြီးတော့မှအဆင်တရက်တာလုပ်ငန်း rotation အပြင်အဆင်ပြေစေမှာဖြစ်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့မိမိများစိတ်ရှည်တီးခံဖို့အတွက်ဖြစ်ပါတယ်။ဆိုတော့ဒါကတော့မလွယ်ဘူးသို့တော်မိမိကျမကလည်းအမိခင်တယောက်ပဲဖြစ်တဲ့အခါမှာစိတ်ရှည်သီးခံရပါတယ်သားသမီးတွေကိုတင်ကြားတဲ့အခါမှာသူတို့ကိုဖြစ်စေခြင်းနဲ့ဆန္ဒနဲ့ကိုကအရန်သူတို့တွန်းအားပေးတဲ့အချိန်မျိုးတွေမှာကိုသတိထားဖို့ကတော့ဒီလူတွေကဒီကလေးတွေကငယ်ငယ်လေးပဲရှိသေးတယ်သူတို့ရဲ့အာရုံစူးစိုက်နိုင်မှုကဒီလောက်မရှိသေးဘူးဆိုတဲ့အရာမျိုးကိုပြန်ပြီးတော့မှသတိရပါဆိုတော့မိမိတို့ရေစိတ်ရှည်သီးခံခြင်းနဲ့ပဲကျမတို့ကလေးတွေကိုတုံတင်ပေးနိုင်မှာဖြစ်ပါတယ်ဆိုတော့စူပါမိဘများအနေနဲ့လည်းပဲဒီ၄နှစ်အရွယ်ကလေးတွေကိုတင်ကြားတဲ့အခါမှာအကောင်းဆုံးဆက်ပြီးကြော်လွှားနိုင်ဖို့အားပေးလိုက်ပါတယ်